အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဟာလေးကို Befish English ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာပါမင်္ဂလာပါ baby Miko ရဲ့ဖေပါအခု Miko လေးနဲ့ကျွန်တော်တို့ကမော်လမြိုင်မှာနေပါတယ်မော်လမြိုင်မှာကျွန်တော်တို့စိတ်ကန်းလေးဖွင့်ထားပါတယ်ပေါ့နော်အခုဒီ Befish English ကိုဘယ်လိုစပြီးတော့တက်ရောက်ဖို့ဆုံးဖြတ်ခဲ့တာလဲဆိုလို့ရှိရင်အနီးနားကျွန်တော်တို့ရဲ့အသိမိတ်ဆွေမိဘတွေကနေပြီးတော့ဒီ Befish English တွေကကောင်းတယ် recommend ပေးတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်လေ့လာကြည့်တဲ့အခါကျတော့လေသူက application လေးနဲ့တွားတယ်ပြီးရင်ကလေးလေးတွေစိတ်ဝင်စားဖို့အတွက်ဒီ English ကိုသူတို့ game လေးတွေနဲ့တွားတယ်တချင်းလေးတွေအကုန်လုံးပေါ့နော်ဒီသူ့ရဲ့ Befish English application ထဲမှာအကုန်လုံးပါတယ်ပေါ့နော်အဲ့ဒါလေးတွေကိုကျွန်တော်လေ့လာပြီးတော့ကျွန်တော်အရင်အစမ်းသူ့ကို try ရင်စပြီးတော့ထားကြည့်တယ်ထားကြည့်တဲ့အခါမှာလည်းသင်တဲ့ဆရာမ Philippine ကteacher Naifa ကအရန်ကိုသူ့ကို EU site တယ်စိတ်လည်းရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဒီဟာလေးကို Befish English ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့တာပါအရင်ကနဲ့ဆိုလို့ရှိရင်အခုသူဘာတွေတိုးတက်လာလဲဆိုလို့ရှိရင်အရင်ကတော့အဖေမြင်တင်ပေးတဲ့ English ပဲပေါ့နော်အခုကတော့သူပိုးပြီးတော့အတန်ထွက်မှန်လာတယ်ပြီးရင်ပြောရဲလာတယ်ပြီးတော့ပျော်ရွှင်လာတယ်စာသင်ရတာတက်ကြွလာတယ်ပေါ့နော်အဲ့ဒီတိုးတက်မှုလေးတွေတော့ကျွန်တော်တို့တွေ့ရှိရပါတယ်ကလေးချိန်ဆုံးကတော့သူကသူ့ဆရာမပေါ့နော်သူ့ဆရာမကသူ့ကိုအရုပ်ကလေးတွေပြီးတော့ဒီပြင်ဆင်လေးအကုန်လုံးနဲ့သူ့ကိုစာသင်ခြင်းသိရှိလာအောင်လုပ်တယ်ပြီးတော့ပျော်အောင်ထားတယ်ပေါ့နော်အဲ့ဒါကိုကလေးကအချိန်ဆုံးလို့ထင်ပါတယ်အခြားမိဘတွေအတွက်အကြံပေးချင်တာဘာရှိလဲဆိုတော့ကျွန်တော်တို့ကဒီ Befish နဲ့ကတော့ထားကြည့်ပါနောက်နာမရစေရပါဘူးဒီကပေးတဲ့ဝန်ဆောင်မှုကစိတ်ကျဉ်းဖို့ကောင်းပါတယ်ပြီးတော့ဒီကပေးတဲ့သင်ကြားမှုတွေကလည်းတကယ်ကိုပဲprofessional ဆန်ပြီးတော့ဒီဆိုင်မှုအပြည့်ပါပါတယ်စေတနာအပြည့်ပါပါတယ်အဲ့ဒီလူလေးတော့ချမ်းမိပါတယ်ကိုကျွန်တော်တို့အကြံပြုချင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်